ပိုက်ဆံလိုချင်ရင်ပတ်စံအပေါ်ထားတဲ့အတွေးကိုအရင်ပြောင်းပါပတ်စံရှာရတာအရင်ခတ်တဲ့ငါစီရောက်ရင်ပတ်စံကမြဲကိုမမြဲဘူးချမ်းသာတဲ့သူတွေကကံကောက်လို့ပါတင်ကောဒီလိုပဲတွေးနေတုံလားတကယ်တော့ပတ်စံဆိုတာတင်ဘလောက်အလုပ်ကြိုးစားသလဲဆိုတာတဲ့တင်သူ့အပေါ်ဘလို့သဘောထားသလဲဆိုတဲ့အပေါ်မှာပုံမူတည်ပါတယ်ကျွန်တော်တို့တော်တော်များများကငငယ်ကလေးကပတ်စံဆိုတာပြဿနာရဲ့အရင်အမြစ်ဆိုတဲ့အတွေးမှားကြီးနဲ့ကြီးပြင်းလာရတာပါတင်ကပတ်စံကိုမကောင်းတဲ့အရာလို့စိတ်ထဲကတက်မှတ်ထားရင်တင်းစီကိုပတ်စံဘယ်တော့မှလာမှာမဟုတ်ဘူးဥပမာတင်ကတစုံတယောက်ကိုမုန်းနေရင်အဲ့ဒီလူကတင်သားကိုလာခြင်းပါမလားပတ်စံလဲဒီလိုပါပဲအခုကစကြီးအတွေးကိုဒီလိုပြောင်းလေပါပတ်စံဆိုတာ swan in energy တခုပဲသူကလွှဲပတ်နေရတာကိုကြိုက်တယ်ပတ်စံကိုရှားပါတဲ့အရာလို့မမြင်ပဲတန်ဘူးဖတ်လဲတဲ့အရာလို့မြင်ကြည့်ပါတင်ကတခြားသူကိုတန်ဘူးတစ်ခုခုဝန်ဆောင်မှုအသိပညာပစ္စည်းပေးနိုင်လေပတ်စံကတင်းစီအလိုလိုစီးဆင်းလာလေးပါပဲအခုပဲဒါလေးတွေစလို့ကြည့်ပါတဲ့ကျေးဇူးတင်ပါပတ်စံပေးချီရတိုင်းကုံသွားပြီလို့မတွေးပါနဲ့ဒီပတ်စံကြောင့်ငါအတွက်ဘာအကျိုးကျေးဇူးရလဲဆိုတာကိုတွေးပြီးကျေးဇူးတင်ပါနှင်းပေါ်မားခြင်းကိုအာရုံစိုက်ပါမရှိတာကိုမငြီးပါနဲ့ရှိတာကိုပဲထပ်ပွားအောင်တွေးပါ၃မိမိကိုယ်ကိုယဉ်နှီးမြှုပ်နှံပါပတ်စံကိုပွားခြင်းရင်တင်းရဲ့အရေးအချင်းကိုအရင်မှင့်တင်ပါတန်ဖိုးရှိတဲ့သူစီကိုငွေကအမြဲလိုက်လာတတ်ပါတယ်တင်းရဲ့အတွေးအခေါ် mindset ပြောင်းတာနဲ့တင်းရဲ့ bank account ထဲကကနန်းတွေပါလိုက်ပြောင်းလာတာကိုတင်အံ့ဩဖွယ်မြင်တွေ့ရပါလိမ့်မယ်အခုကစပြီးငါကငွေဝင်ရလွယ်တဲ့သူပါလို့ယုံကြည်လိုက်ပါ